2025-26ဘောလုံးရာသီစပိန်ဘရင်ဖလားပြိုင်ပွဲပိုလူပွဲမှာဆိုစီဒက်အသင်းကအက်တလက်တီကိုမက်ဒရစ်အသင်းကိုပယ်နယ်တီအဆုံးဖြတ်နဲ့အနိုင်ယူကပိုဆွဲခဲ့ပါတယ်။ဆိုစီဒက်အသင်းကဘယ်ရနက်ရှီယာ1မိနစ်အော်ရာဇာဘယ်ပယ်နယ်တီဂိုးတွေနဲ့2ကြိမ်တိုင်ဦးဆောင်ခဲ့ပြီးလုတ်မန်18မိနစ်အယ်ဗာရက်83မိနစ်တို့ကခြေပဂိုးတွေလိုက်သွင်းခဲ့ရတာဖြစ်ပါတယ်။ပယ်နယ်တီမှာတော့ဆိုစီဒက်ဂိုးသမားမာရဲရိုကအက်တလက်တီကိုအသင်းရဲ့ဆော်လော့အယ်ဗာရက်စ်တို့ရဲ့ပထမဆုံးပယ်နယ်တီနှလုံးကိုကာကွယ်ပြီး4-3 ဂိုးနဲ့အနိုင်ရပိုဆွဲခဲ့ပါတယ်။ဆိုစီဒက်အသင်းဟာစပိန်ဘရင်ဖလားမှာတတိယကြိမ်မြောက်ပိုဆွဲပြီး2020ခုနှစ်ကတည်းကပထမဆုံးဖလားလည်းဖြစ်ခဲ့ပါတယ်။ဆိုစီဒက်အသင်းနှီးပြမာတာရက်ဆိုလည်းဥရောပမြေမှာမေဂျာဖလားရယူနိုင်တဲ့ပထမဆုံးအမေရိကန်နိုင်ငံသားနှီးပြဖြစ်လာခဲ့ပါတယ်။အက်တလက်တီကိုအသင်းကယခုရာသီဖလားမျှော်လင့်ချက်အဖြစ်ချန်ပီယံလိဖလားသာကျန်ပါတော့တယ်။